ကျွန်တော်ကငလင်းနောက်တုန်းကတော့အိမ်မှာပေါ့နော်ဇလန်းချင်းနေရုပ်ချက်ကြီးလှုပ်လာရောလှုပ်လာအင်းဆုံးအိမ်အရှိကိုပြေးထွက်တယ်ပေါ့နော်ပြေးထွက်တဲ့အချိန်မှာပဲဖေကရုပ်တက်တာလိုက်တဲ့အချိန်အရှိကဥဒတိုင်းပြကြတော့ကန်ကောင်းတာနဲ့ပဲအသက်ပေးကနေလွတ်ခဲ့ရပေါ့ဟိုတရားရောက်ကိုဆုံးရှုံးလိုက်ရတယ်လို့ပေါ့နော်ဒါပေမဲ့တငယ်ချင်းတွေမှာမဟုတ်ဘဲနဲ့မျိုးရည်မှာလေရုပ်တရက်ကြီးအဲ့လိုဆုံးသွားရပါဆိုတန်ဝေကားရရပဲပြောမလားနေမြင်ညာပြောက်ဆိုရောလေအဲ့တော့စပင်းတွေပါကျွတ်တယ်အဲ့လိုကိုကဒါအကောင်းဆုံးနေလို့ထင်ပေမဲ့ဒါပေမဲ့စိတ်ရဲ့တောင်းတနေအောင်မှာထိခိုက်နေရလို့ပြောမှာအဲ့လိုမျိုးလေးပေါ့ကျွန်တော်တို့အခုဆိုရင်ငလင်းမှာဆိုလဲ business တော်တော်များများထိကြရတယ်နော်ဆိုင်ပြိုသွားပဲပြင်ပြိုသွားပဲလုပ်ငန်းတွေမထူထောင်နိုင်တာလေးလည်းဖြစ်ကြတယ်အခုလိုမျိုး grant တွေထုတ်ပေးတဲ့အချိန်မှာတော့ဒီလုပ်ငန်းတိုးချက်ရပဲဖြစ်ဖြစ်ကိုရက်သွားတဲ့လုပ်ငန်းကိုပြန်စချင်တာပဲဖြစ်ဖြစ်နဲ့ပြန်ပြီးတော့စားလို့ရပါဘောเนาะဆိုတော့ဒီ MSME ကပေးတဲ့ဒီ grant ရှောင်းနေရ grant ကအဲ့လိုမျိုးပတ်သက်ပြီးတော့ဒီ small business လေးတွေတော်တော်လေးကိုရေးပါတယ်လို့ကျွန်တော်မြင်တယ်ဗျာ